2024-2025 ပညာသင်နှစ်အနုပညာဒီပလိုမာသဘင်အတွင်းကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟုမြို့သားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ရန်ကုန်ပညာရေးဖွဲ့ကကြီးညာပြီးဖြစ်သောဒီပလိုမာအောင်လက်မှတ်ယူမည့်သူများကိုပါမောက္ခချုပ်ထံမှောက်သို့ပို့ဆောင်ပါသည်။မောင်ပြေဆုံးအောင်2024-2025 ပညာသင်နှစ်အနုပညာကွန်ပျူတာဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီးဟုမြို့သားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ရန်ကုန်ပညာရေးအဖွဲ့ကကြီးညာပြီးဖြစ်သောဒီပလိုမာအောင်လက်မှတ်ယူမည့်သူများကိုပမောက္ခချုပ်ထံမှောက်သို့ရောက်ပို့ဆောင်ပါမည်ရှင်။မောင်ပြည့်စုံအောင်ဝယ်နှင်းတပင်ကိုရုပ်သိမ်းသည်